ဆုံးမှကျွန်တော်ရောက်ခဲ့တဲ့မျိုးလင်းချမ်းများလဲကုန်ဆုံးပြီးတရားတွေအပြည့်နဲ့ငါလဲချခြင်းအနီးအပါကိုယ်တော်ရဲ့အနီးအပါတို့ဆွဲခေါ်ကတုံလောင်တဲ့အသွေးမြဲချောင်းသာဆုံးနေတဲ့ဖယားသာအခွင့်ကိုကျွန်တော်ကိုအမြဲတမ်းပေးပြီးကျွန်တော်ရဲ့လှဆောင်မှုမပါပဲအရာရာဟာကျေးဇူးတော်တတ်ပါတန်ဖို့မရှိတဲ့ကျွန်တော်ရဲ့ဘဝကိုယ်တော်ကြောင့်လာပါခဲ့တာကျွန်တော်ရဲ့အားနဲ့ခြင်းမလေးကိုယ်တော်ရဲ့ကျေးဇူးကဆုံးလင်းနေအဆုံးစားမဲ့တဲ့ခင်ရဲ့အချက်တာကျွန်တော်ကိုသိမ့်ပိုက်ခဲ့ပြီကိုယ်တော်နဲ့အဝေးဆုံးမှကျွန်တော်ရောက်ခဲ့ခြင်းမျိုးလင်းချမ်းများလဲကုန်ဆုံးပြီးတရားတွေအပြည့်နဲ့ငါလဲချခြင်းအနီးအပါကိုယ်တော်ရဲ့အနီးအပါတို့ဆွဲခေါ်ကတုံးလောင်တဲ့အသွေးမြဲချောင်းသာဆုံးလင်းတဲ့ဖယားသာအခွင့်ကိုကျွန်တော်ကိုအမြဲတမ်းပေးပြီးကျွန်တော်ရဲ့လှဆောင်မှုမပါပဲအရာရာဟာကျေးဇူးတော်တတ်ပါတန်ဖို့မရှိတဲ့ကျွန်တော်ရဲ့ဘဝကိုယ်တော်ကြောင့်လာပါခဲ့တာကျွန်တော်ရဲ့အားနဲ့ခြင်းမလေးကိုယ်တော်ရဲ့ကျေးဇူးကဆုံးလင်းနေအဆုံးစားမဲ့တဲ့ခင်ရဲ့အချက်တာကျွန်တော်ကိုသိမ့်ပိုက်ခဲ့ပြီကြောင့်သာကျွန်တော်လွတ်မြောက်ရတာပါကျေးဇူးတော်ကြောင့်သာအရာရာအလုံးဟာကျေးဇူးတော်ကြောင့်သာကိုယ်တော်ရဲ့ကျေးဇူးတော်ကြောင့်သာလွတ်မြောက်ခြင်းခွင့်ကိုရတာပါမရှိတဲ့ကျွန်တော်ရဲ့ဘဝဘယ်သူကြောင့်လဲကိုယ်တော်ကြောင့်လာပါခဲ့တာကျွန်တော်ရဲ့အားနဲ့ခြင်းမလေးကိုယ်တော်ရဲ့ကျေးဇူးကဆုံးလင်းနေဆုံးစားမဲ့တဲ့ခင်ရဲ့အချက်ကျွန်တော်ကိုသိမ့်ပိုက်